ကဘာပေါ်မှာတရေအချောက်ဆုံးအထူးဆန်းဆုံးနေရာတွေထဲကတစ်ခုအကြောင်းပြောပြခြင်းပါတယ်။ဒီနေရာကတော့ယိုမေနီးယားနိုင်ငံမှာရှိတဲ့ဟွန်ယာဘာချူတောအုပ်ကြီးပါပဲ။ကဲဒီတောအုပ်ကြီးရဲ့နောက်ွယ်ကစက်တီးထားဆရာဇလန်းတွေထဲကိုကျွန်တော်တို့တူတူဝင်ကြည့်လိုက်ကြရအောင်။ဒီတောအုပ်ကိုလေနာမပြောင်းတစ်ခုပေးထားကြတယ်။အဲ့ဒါက Transylvania ရဲ့ Bermuda Triton နဲ့ကြားရုံနဲ့တင်ကြောချမ်းစီရနော်ဒီနာမည်ကိုဘာလို့ပေးထားကြတာလဲဆိုတော့ဒီနေရာထဲဝင်သွားရင်ထူးဆန်းတာတွေဖြစ်ပြီးပျောက်ဆုံးသွားတတ်ကြလို့ပါပဲတကယ်ကိုလှုပ်ဝက်ဆန်းကျင်မှုတွေပြည့်နေတဲ့နေရာတစ်ခုပေါ့ဒီတောအုပ်ထဲကိုခြေတလန်းချက်လိုက်ပြီးဆိုတာနဲ့ပုံမှန်မဟုတ်တာကိုချက်ချင်းတတိထားမိမှာပါပထမဆုံးကတော့တစ်ပင်နေပဲဟုတ်တယ်တစ်ပင်တွေကဖြောင်းဖြောင်းမတ်မတ်ရှိမနေပဲထူးထူးဆန်းဆန်းလင်းလင်းကုတ်ကုတ်တွေဖြစ်နေလားဘာလို့ဒီလိုပုံစံဖြစ်နေလဲဆိုတာကိုသိပ္ပံနေကြဘယ်လိုမှရှင်းပြလို့မရသေးဘူးပြီးတော့လေတောအုပ်အခုလုံးကအကြတန်တောင်မကြားရလောက်အောင်ကိုတိတ်ဆိတ်နေတာငှက်တကောင်ရဲ့အတန်လေးတောင်ကြားရမှာမဟုတ်ဘူးတော်တော်လေးကိုထိတ်လန့်စရာကောင်းတဲ့တိတ်ဆိတ်မှုမျိုးပေါ့ဒီတော့တဲ့ရောက်ဖို့သူတွေအလုံးကြီးပါပြောကြတဲ့အဖြစ်အပျက်တစ်ခုရှိတယ်အဲ့ဒါကတော့မြေကြီးအောက်ကနေတဝိဝီနဲ့တုံကားနေတဲ့အတန်ရှည်ကြီးတစ်ခုကိုကြားရတယ်ဆိုတာပါပဲအဲ့ဒီအတန်ကဘယ်ကလာမှမသိဘူးဘာတန်မှမသိဘူးဒါပေမဲ့အဲ့ဒီအတန်ကိုကြားလိုက်ရတဲ့သူတိုင်းဟာပြောမပြတတ်တဲ့ကြောက်စိတ်မျိုးကိုခံစားရတယ်လို့ဆိုကြတယ်ဒီတော့ရဲ့2 center တွေကတာနဲ့တင်မရက်သေးဘူးနောက်ထပ်တစ်ခုကတော်တဲ့ကိုယူသွားတဲ့ဖုန်းတွေကင်မရာတွေဓမီတွေပြောရရဲ့ electronic ပစ္စည်းတွေအကုန်လုံးဟာအကြောင်းပြချက်ဘာမှမရှိပဲ battery တွေချက်ချင်းဆိုသလိုကုန်သွားတတ်တာပဲဒါဟာဒီနေရာမှာနားလေရခက်တဲ့စွမ်းရည်တကူကူရှိနေတဲ့ဆိုရဲတက်တဲ့တခုခုထင်နေမလားပဲအခုနကပြောပြခဲ့တာတွေအကုန်လုံးထပ်ပို့ပြီးတော့ကြောက်စရာကောင်းတဲ့ပို့ပြီးတော့ကြက်တီးထားစရာကောင်းတဲ့ဖြစ်ရတဲ့တစ်ခုရှိသေးတယ်။အဲ့ဒါကတော့အချိန်လွဲချို့မှုလို့ခေါ်တဲ့အတွေ့အကြုံပါပဲ။ဒါကဒီဟွန်ယာဘာချူတောအုပ်ရဲ့အထင်ရှားဆုံးနဲ့အထိတ်လန့်စရာကောင်းဆုံးလိုအပ်ချက်လို့ပြောလို့ရပါတယ်။အချိန်လွဲချော်မှုနဲ့ပတ်သက်ပြီးအထင်ရှားဆုံးဇလန်းတစ်ပုဒ်မှာဒီကနန်းကအဓိကဇာတ်ကောင်းပဲ။ Number 5ဒီကနန်းကဘာကိုဆိုလိုတာလဲ။ဇလန်းကဒီလိုပြောအသက်9နှစ်အရွယ်ကောင်းမလေးတယောက်တောထဲကိုလမ်းမပြီးဝင်သွားရကနေပျောက်သွားရောသူ့မိပါတယ်ရွာကလူတွေအားလုံးရှားကြပေမဲ့လုံးဝပြန်မတွေ့တော့ဘူးအားလုံးကသေပြီလို့ပဲထင်ထားကြတာပေါ့ဒါပေမဲ့9နှစ်တိတိကြားတဲ့နေ့မှာအဲ့ဒီကောင်မလေးကတောအုပ်ထဲကနေပြန်ထွက်လာခဲ့တယ်အန်အောစရာအကောင်တုံးကပါလဲဆိုတော့သူ့ကပျောက်သွားတော့ကဝစ်စုံအတိုင်းပဲဝစ်ထားပြီးတော့ရုပ်ရည်ကလည်းအသက်9နှစ်အရွယ်အတိုင်းပဲတစ်ဆက်ကလေးမှအသက်ကြီးမလာဘူးပြီးတော့အဲ့ဒီပျောက်သွားတဲ့9နှစ်လုံးသူ့ဘဲမှာဘာတွေလုပ်နေခဲ့လဲဆိုတာကိုလုံးဝကိုမမှတ်မိတော့ဘူးတဲ့တောအုပ်ကြီးရဲ့အလဲဘဟိုမှာပိုးပြီးတော့ထူးဆန်းတဲ့နေရာတစ်ခုရှိသေးတယ်အဲ့ဒီနေရာကိုလူတွေကတီမင်းတမက်မြေခွက်လက်လို့ခေါ်ကြတယ်ဘာလို့လဲဆိုတော့အဲ့ဒီနေရာဟာပြည့်စုံလဲစက်ဝိုင်းပုံစံတိုင်းရှိပြီးတော့အဲ့ဒီစက်ဝိုင်းထဲမှာမြစ်ပင်တပင်တော့ပေါက်မနေလို့ပဲပို့ပြီးတော့အန်အောင်စရာကောင်းတာကတွေ့ပံပညာရှင်တွေကအဲ့ဒီကမြေကြီးတွေလို့ယူပြီးစစ်ဆေးကြည့်တယ်အပေမပေါင်နိုင်တော့တဲ့အစိအကောက်တေးရေဒီယိုသက်တီကြွမှုတွေဘာတစ်ခုမှမတွေ့တော့မြေကြီးကပေါင်မှန်ပဲဒါပေမဲ့အဲ့ဒီမြေကွက်လက်ထက်ကိုဝင်လိုက်တဲ့သူတိုင်းနီးပါးကထူးထူးဆန်းဆန်းကိုခန္ဓာပိုင်းဆိုင်ရာဝေဒနာတွေကိုချက်ချင်းခံစားရတယ်လို့ဆိုကြတယ်။ဟုတ်တယ်။အဲ့ဒီနေရာကိုရောက်သွားတဲ့သူတွေကရုတ်တရက်ကြီးခေါင်းဒီပြင်းပြင်းထန်ထန်ချိုးကိုက်လာတာမျိုးပြုတ်အန်လာတာမျိုးတွေဖြစ်တတ်ကြတယ်။အဆိုးဆုံးကတော့ဗျာသူတို့ရဲ့အရေးပြားပေါ်မှာဘသူကလှုပ်လိုက်မဲ့မသိတဲ့ကုတ်ချီရာတွေအပူလောင်တလို့အနီကွက်တွေရုတ်တရက်ကြီးပေါ်လာတတ်တာပါပဲ။ဒါဟာမစင်းနဲ့မမြင်နိုင်တဲ့တစုံတရာကတိုက်ခိုက်နေတယ်လို့ပါပဲ။ဒီနေ့အထိဟွန်ယာပါချူတော့ကြီးဟာဖြည့်ရှင်းလို့မရတဲ့ဗဟေလီတွေနဲ့ပြင်းတဲ့နေတော့ပါပဲဒီနေရာဟာတကယ်ပဲအချင်းကြီးရက်တန့်သွားတဲ့နေရာတစ်ခုလားဒါမှမဟုတ်တခြားကဘာတစ်ခုကိုကူးဖွားလို့ရတဲ့တကားပုတ်တစ်ခုများလားအစိုးဆုံးတွေးကြည့်မယ်ဆိုရင်ရောအမောင်ထုထဲမှာပုံကွင်နေတဲ့မကောင်းဆိုးဟာတစ်ခုခုကများဒီနေရာကိုစောင့်ကြည့်နေတာလားအဖြေကတော့ဘယ်သူမှတိတိကျကျမသိနိုင်သေးပါဘူး